အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော် workout ကင်းနီးနဲ့ကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးမှာကျွန်တော်တို့ဂျင်းကျက်သွမျိုးလေးထောင်းပေးမယ်ပြီးတော့ရင်ကျွန်တော်တို့ workout ကင်းတို့အချုံခံရတာတွေဆက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့စား3စွန်းကျွန်တော်တို့ဟင်းကြုံမုံ3စွန်းကြက်သားမုံ3စွန်းတကြားကိုတော့4စွန်းခန့်အသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးတော့ရင်ငရုတ်ကောင်းလေး1စွန်းကိုအသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်စီမှာ workout ကင်းနီးခဏလာတောင်းဆိုထားတဲ့သူတွေအတွက်ဒီနေ့ကျွန်တော်လုပ်ပြတာဖြစ်ပါတယ် workout ကင်းနီးကတော့ကျွန်တော်တို့2မျိုး3မျိုးရှိပါတယ်ဒါကတော့ကျွန်တော်ကတော့အစိမ်းကင်နီးဖြစ်ပါတယ် workout ကင်ကကျွန်တော်တို့အကျက်ကင်နီးလေးလည်းရှိပါသေးတယ်ကျွန်တော်တို့ workout ကင်တွေအချုံခံလေးကျွန်တော်တို့ငရုတ်ကောင်းတွေအားလုံးရောသမမှွေပြီးဆက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဝက်3တက်မှာပါတဲ့အယိုးလေးကိုကျွန်တော်တို့တူလိုက်နဲ့တူအကျော်လေးနဲ့တူကျွန်တော်တို့အထာကြကြတည်တည်တက်တက်လေးကျွန်တော်တို့ဝက်3တက်မှာပါတဲ့ကျွန်တော်နန်ယိုးလေးတွေကိုဖယ်ထုတ်ပေးရမှာဖြစ်ပါတယ်အခုခါမှာတော့ကျွန်တော်တို့အယိုးလေးဖယ်ထုတ်ပြီးသွားပြီဆိုကျွန်တော်ဝက်3တက်သားကိုကျွန်တော်တို့ line လေးဆွဲပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အချုံခံအရသာတွေနှက်တဲ့အခါမှာကျွန်တော်တို့ဝက်3တက်သားမှာကျွန်တော်တို့အရသာတွေဝင်သွားအောင်ကျွန်တော်တို့စားကောင်းအောင်ပေါ့နော်ကျွန်တော်အခုပြထားတဲ့ပုံစံလေးတိုင်းကျွန်တော် line လေးဆွဲမယ်ပြီးသွားတဲ့အခါမှာကျွန်တော်စောစောကထောင်းထားတဲ့ဂျင်းကျက်သွဖြူအရည်လေးတွေကိုကျွန်တော်ညှစ်ချမယ်ညှစ်ဂျင်းကျက်သွဖြူအရည်လေးကိုကျွန်တော်ဝက်အသားဘက်မှာရောအခောက်ဘက်မှာရောကျွန်တော်တို့သေချာနယ်နှက်ပြီးတော့ကျွန်တော်တို့အနက်မွှေးမွှေးလေးနဲ့အရသာချီလေးနဲ့စားကောင်းသေချာနယ်နှက်ပြီးတော့ကျွန်တော်ဂျင်းကျက်သွဖြူအရည်ကျွန်တော်တို့နယ်နှက်ပေးရမှာဖြစ်ပါတယ်ဂျင်းကျက်သွဖြူရေကိုသေချာကျွန်တော်တို့ဝက်3တက်သားမှာကျွန်တော်တို့အနံ့မှုကင်တဲ့ကအနံ့မှုဝင်းနဲ့စားလို့ကောအောင်သေချာကျွန်တော်အခောက်ဘက်ကောကျွန်တော်အသားဘက်ကောသေချာနယ်နှက်ပေးရမှာဖြစ်ပါတယ်အဲ့လိုနယ်နှက်ပေးမှလားကျွန်တော်တို့စားကောင်းပြီးတော့အနံ့မှုဝင်းလေးနဲ့ကျွန်တော်တို့စားကောင်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်စီမွေးလေးပေါ့နော်ကျွန်တော်စီမွေးလေးကိုအသုံးပြုပြထားတာဖြစ်ပါတယ်စီမွေးလေးကတော့ကျွန်တော်တို့ပပလေးကျွန်တော်တို့ပေါက်ပေးရုံပါပဲပြီးသွားရင်ကျွန်တော်တို့ workout ပေါ်မှာကျွန်တော်တို့ခြားလကားပပလေးနယ်နှက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ workoutအပေါ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကအသားမှမနေပါဘူး workout ပေါ်မှာခြာလကားလေးပပလေးဖြူပြီးတော့ကျွန်တော်တို့ light put back ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်စောစောကကျွန်တော်ဆက်ထားတဲ့အချုံခံတွေကိုကျွန်တော်အခောက်ဘက်ကောကျွန်တော်တို့အသားဘက်ကောသေချာကျွန်တော်ဆွဲထားတဲ့ line လေးတွေမှာအရသာလေးဝင်သွားအောင်စားကောင်းအောင်သေချာစိတ်ရှိချစ်နဲ့ကျွန်တော်တို့အနူးနှက်ပေးရမှာဖြစ်ပါတယ်ဝတ်သားကိုကျွန်တော်တို့အရသာနူးနှက်ပေးရမှာပေါ့နော်စိတ်ရှိလေးနဲ့ကိုစားတဲ့ခါမှာအရသာကြီးကျွန်တော်တို့စားလို့ကောင်းအောင်သေချာနင်းနေတာပေါ့နော်ကျွန်တော်တို့အရသာလေးနင်းနှက်ပြီးသွားပြီဆိုရင်အခုကတော့ကျွန်တော်တို့ကင်မှုအတွက်ကျွန်တော်တို့အစင်သစ်ကျွန်တော်ပြုတ်လုပ်ထားတဲ့ဒုတ်လေးတွေထိုးပေးရမှာဖြစ်ပါတယ်ကျွန်တော်ဂျိတ်လေးချိတ်ပြီးကင်တဲ့ခါမှာကျွန်တော်ဒုတ်လေးနဲ့ကျွန်တော်ခိုင်ခန့်အောင်ကျွန်တော်ကင်တဲ့ခါမှာပြုတ်ကြမသွားအောင်ကျွန်တော်ဟိုဘက်ဒီဘက်ဒုတ်ထိုးပြီးချုပ်တာဖြစ်ပါတယ်ကျွန်တော်ပြီးသွားရင်ကျွန်တော်တို့ဂျိတ်ချိတ်မယ်ဂျိတ်ချိတ်ပြီးကျွန်တော်အကင်ဖိုထဲမှာကျွန်တော်သွားကင်ရမှာဖြစ်ပါတယ်ကင်တဲ့အခါမှာလဲကျွန်တော်တို့ဟိုဘက်ဒီဘက်လှန်ပြီးတော့ကျွန်တော်တို့မိသွေးနဲသွားရင်ကျွန်တော်ပြန်ထက်မိသွေးကြည့်ပြီးတော့ကျွန်တော်တို့กินပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့တစ်ဖက်ကိုကျွန်တော်တို့နိုင်ဝက်ခန့်ပေါ့နော်တစ်ဖက်နိုင်ဝက်ခန့်ကျွန်တော်กินပြီးသွားရင်နောက်တစ်ဖက်ကိုကျွန်တော်နိုင်ဝက်ခန့်ကျွန်တော်တို့ပြန်ပြီးတော့กินပေးရမှာဖြစ်ပါတယ်မိကိုတော့အထူးဂရုစိုက်ပြီးတော့ကျွန်တော်တို့ကြည့်ပြီးတော့กินပေးပါဒါဆိုရင်ကျွန်တော်တို့ပထမတစ်ဖက်နိုင်ဝက်ခန့်ကျွန်တော်กินပြီးသွားလို့ကျွန်တော်တို့ဂျိတ်ကိုအပေါ်အောက်ကျွန်တော်တို့ပြန်ချင်းပြီးတော့ကျွန်တော်ဒီနောက်တစ်ဖက်ကိုကျွန်တော်နိုင်ဝက်ပြန်ကင်းပေးရမှာဖြစ်ပါတယ်စုစုပေါင်းကြာမြင့်ကျင်တော့ကျွန်တော်တို့တနာရီသို့မဟုတ်တနာရီနဲ့မိနစ်20တနာရီခွဲလောက်ပေါ့နော်ကင်းပေးရမှာဖြစ်ပါတယ်အားလုံးပဲဒါဆိုရင်ကျွန်တော်กินတဲ့ကဏ္ဍပြီးသွားပြီကျွန်တော်တို့กินထားတာကျွန်တော်ပွားမပွားကျွန်တော်တို့စီဘူးလောင်းကြည့်မယ်စီဘူးလောင်းတဲ့အခါမှာလည်းကျွန်တော်စီဘူးပူချစ်နေအောင်တည်ပြီးတော့ဝက်အခောက်ပေါ်မှာဖြည်းဖြည်းချင်းလေးကျွန်တော်အခုပြထားတဲ့ပုံစံလေးလောင်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ workout ကင်နီးပြီးပါပြီကိုလိုအပ်သလိုအသုံးပြုနိုင်ပါသည်ကျွန်တော်တို့ workout ကင်ကြော workout ကင်3 workout ကင်ခမင်းပေါင်း workout ကင်ပဲငပီဆန်ကျွန်တော်ကိုလိုအပ်သလိုအသုံးပြုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ